ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2568နှစ်ကောဇာတက္ကရာ1385ခုနှစ်တော်တင်လာပြည့်ကျော်17ရက်2023ခုနှစ်အောက်တိုဘာလ10ရက်အင်္ဂါနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောကိုချမ်းအေးနှင့်အွန်လိုင်းဓမ္မမိတ်ဆွေများ၏စုပေါင်းတရားလူကွယ်လွန်သူဖခင်ကြီးမိခင်ကြီးများယေရှု၏ဥမောင်ဆန်လှတော်မြတ်သိန်းနုမိသားစုအလူဒေါက်တာတီတီရွှေ၏မွေးနေ့တရားအလူဖြင့်မိခင်ဒေါခင်ဆန်းအားမှုထား၍ဥစိုးမြင့်အောင်ဒေါက်တာတီတီရွှေမိသားစုဥဆန်လှအားယေရှု၏တော်ပြောင်းမိသားစုကွယ်လွန်သူမိဘဆွေမျိုးများကိုယေရှု၏ဥနေဝင်းဒေါ်မြင့်စိန်မိသားစုဒေါ်တီတီမှာအသက်60နှစ်ပြည့်မွေးနေ့အလူကွယ်လွန်သူအေကိုအားယေရှု၏ဒေါ်မြတ်သွင်မိအောင်သူအားယေရှု၏ကွယ်လွန်သူမိဘဘိုးဘွားဆွေမျိုးများမိတ်တင်များယေရှု၏ဒေါ်အမာမိသားစုဦးအောင်ချစ်ဒေါ်မြတ်ဆန်းမိသားစုတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နဲ့ဆက်လျင်၍ဂျေတော်ရှင်ပေါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါယံဘုရားပြေတော်ခြေတော်သောဥခ၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား1385ခုနှစ်တော်တဲ့လာပြီးကျော်17ရက်2023ခုနှစ်အောက်တိုဘာလ10ရက်အင်္ဂါနေ့ည၌အွန်လိုင်းမှာဟောကြားအပ်သောပုဂ္ဂိုလ်တ attva ရှိမရှိဝိပဿနာတရားအထုတ်တော်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်တ attva ရှိတယ်ဆိုတဲ့အမြင်ကိုရှုပ်စွာဖယ်ရှားဖို့လိုအပ်တယ်ပေါ့အနေဖယ်ရှားပါတယ်လို့ဆိုရင်နမရူပပရိစ္ဆေရညာတတိဝိသုဒ္ဓိလို့ခေါ်တဲ့နမရူပပရိစ္ဆေရညာနဲ့ဖယ်ရှားမှာဖြစ်တယ်ဒီပုဂ္ဂိုလ်တ attva ရှိတယ်ဆိုတဲ့အယူဆွဲကဓမ္မခိုင်မာနေတယ်ပေါ့နော်ပုဂ္ဂိုလ်တ attva ရှိတယ်ဆိုတဲ့အယူဆွဲကလုံးမဲ့ခိုင်မာနေတယ်တလောကလုံးကပုဂ္ဂိုလ်တ attva ရှိတယ်လို့ဖြစ်မြင်ယူဆနေကြတာအဲ့ဒီအယူအဆရဲ့ပြောင်းမြတ်ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးယုံနာနှမျိုးသာရှိတယ်သဘာဝတရားတသက်မြတ်သာရှိတယ်ဆိုတာသိချလောက်တဲ့အသိဉာဏ်ရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒီနောက်မှယုံနာပေါ်မှာမမြဲတဲ့အနိစ္စအစမပြေတဲ့ဒုက္ခကိုယ်ဆုံးမရတဲ့အနတ္တဆိုတဲ့လက္ခဏာရေးသုံးပါးတင်ပြီးတော့မှရှုမှဝိပဿနာဆိုတာဖြစ်တော့ပုဂ္ဂိုလ်တ attva ဆိုတဲ့အစွဲကိုဘာနဲ့ဖြောက်ရမလဲလို့ပြီးလို့ရှိရင်နမရူပပရိစ္ဆေရညာနဲ့ဖြောက်ရမှာအဲ့တော့ပုဂ္ဂိုလ်တ attva မရှိဘူးဆိုတာသိကြလောက်သိထီအောင်သိယူရမှာဖြစ်တယ်ကြားနာရမှာဖြစ်တယ်အဲ့တော့ပုဂ္ဂိုလ်တ attva ရှိမရှိလို့ပြောရင်အများကပုဂ္ဂိုလ်တ attva ရှိတယ်လို့ဟောတယ်မြတ်စွာဘုရားကြတော့ဗုဒ္ဓရဲ့ဟောပြောချက်ကြတော့ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးဒုက္ခနဲ့ဒုက္ခនិရောဓနှစ်ခုသာရှိတယ်လို့ဒုက္ခဆိုတဲ့နာမည်ကဘာကိုပေးတာလို့ဆိုနာနဲ့ယုတ်ကိုပြောတာနာနဲ့ယုတ်နှမျိုးသာရှိတယ်ဒုက္ခ
အဲ့ဒီနတ်နဲ့ယုတ်နှမျိုးရဲ့ချုပ်ငိမ့်တဲ့နိဗ္ဗာန်ဆိုတာရှိတယ်တရဝဆိုတာမရှိဘူးလို့အဲ့ဒီအဖြစ်မှန်ကိုကျင့်လို့တည်ထီအောင်ကိုယ်လေ့ကျင့်ဖို့လို့ပါလေ့ကျင့်ဖို့လို့ပါဒါကြောင့်မို့ဘယ်နည်းပြောရတဲ့အတိုင်းနာမရူပဝဝဋ္ဌာနေနာဖယ်ရှားရမှာဖြစ်တယ်လို့ဆိုတယ်အဲ့တော့တက္ကရာနေဒီကိုဖယ်ရှားတဲ့ပထမဆုံးအဆင့်ဒီနာမရူပပရိစ္ဆေရဉာဏ်နဲ့ဖယ်ရှားတာဖြစ်တယ်အဲ့ဒီနာမရူပပရိစ္ဆေရဉာဏ်ကိုပဲဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တာဆိုလိုတာကသီလဝိသုဒ္ဓိသီလစင်ကြယ်အောင်လုပ်မယ်စိတ်တဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိတို့ခေါ်တဲ့သမာဓိရအောင်ကြိုးစားမယ်ပြီးတဲ့အခါကျတော့ဒိဋ္ဌိဝိသုဒ္ဓိမင်္ဂနဲ့ဉာဏ်အမြင်တစ်ခုရအောင်ကြောက်မယ်အဲ့ဒီမင်္ဂနဲ့ဉာဏ်အမြင်ဆိုတာအားလေပုဂ္ဂိုလ်တ attva မရှိဘူးဆိုတဲ့အမြင်ကမင်္ဂနဲ့ဉာဏ်အမြင်ပဲဖြစ်တယ်ရသော်ပြတဲ့တော်ကလေးကဒါဟာတိတိကျကျရှင်းနေတာဖြစ်တယ်နော်အကျဉ်းချင်းထထဆင်ခြင်သုံးသပ်ပြီးတော့ကြည်မှကိုယ်သိတာလို့ဆိုရင်မသိနိုင်တရားဘာလို့လဲဆိုဆွဲလန်းကကြည်နေတာဥပမာပဲကျိုးကွေကျိုးလေးဝိတရကျိုးလမ်းမောမှာကြာနေတာမွေလို့ထင်လို့ရှိရင်ကြောက်စိတ်ကပြေးမှာမဟုတ်ဘူးကျိုးလို့သိလိုက်တာနဲ့ကြောက်စိတ်မရှိတော့ဘူးအဲ့ဒါလိုပဲခန္ဓာ၅ပါးကိုခန္ဓာ၅ပါးအနေနဲ့သိလို့ရှိရင်တွေ့တာစိတ်ဖြစ်မှာမဟုတ်ဘူးခန္ဓာ၅ပါးကိုတ attva လို့ထင်နေသမျှတွေ့တာစိတ်ကရှိနေမှာပဲခန္ဓာ၅ပါးကိုတ attva ထင်နေသမျှတွေ့တာစိတ်ရှိမယ်ခန္ဓာ၅ပါးသည်ခန္ဓာ၅ပါးတသက်ပြတာဖြစ်တဲ့တ attva မဟုတ်ဘူးလို့သိလိုက်တဲ့အခါမှာတွေ့တာစိတ်ကဖြတ်လို့ရကြောက်တတ်တဲ့လူဟာသိငုတ်တို့ကြီးကိုတရေလို့ထင်နေလို့ရှိရင်အဲ့ဒီလိုကြောက်စိတ်ပြေမှာမဟုတ်ဘူးသို့တော့သိငုတ်တို့ကြီးပါလို့သိလိုက်တာတဲ့ကြောက်စိတ်မရှိတော့အဲ့ဒါမျိုးပဲမှန်ကတော့နော်ဝိပဿနာတရားတို့ပဲဆိုအဲ့ဒါကိုအရင်သိရအဲ့ဒါဟာလေ့ကျင့်မှပဲသိနိုင်တယ်သိကြလောက်လေ့ကျင့်မှဖြစ်တယ်ခန္ဓာ၅ပါးရှုပ်နှံတရားတွေကိုရှုပ်စွာသိယူရမှာဖြစ်တယ်ရှုပ်ဆိုတာပဲဟာနံဆိုတာပဲဟာဒီနှစ်ခုသင်လိုက်သင်ပြီးတဲ့အခါမှာအဲ့ဒီမှာတပါးအခြားတ attva ဆိုတာရှိသလားကြိမ်ကြိမ်ထထဆင်ញင်သုံးသပ်ကြည့်ရမယ်အဲ့ဒါမှတေချာစဉ်းစားကြည့်လိုက်တဲ့အခါမှာတရားဓမ္မကိုတေချာဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာငါလို့ပြောရမယ်ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးယုံနာတစ်မျိုးပဲတွေ့ရတယ်နော်ဆိုပါစို့လမ်းလျှောက်တယ်ဆိုပါစို့လူတယောက်ဟာလမ်းလျှောက်တယ်ဆိုလို့ရှိရင်ပထမဖြစ်လာတာကဘာတော့လမ်းလျှောက်ခြင်းတဲ့စိတ်ဖြစ်လာတာအဲ့ဒီလမ်းလျှောက်ခြင်းတဲ့စိတ်ကိုအကြောင်းပြုပြီးတော့ခဏခေတ်လို့ပြောမယ်ဆိုရင်ကြွသားရရဲ့လှုပ်လှုပ်မှုပေါ့စားလို့ပြောမယ်ဆိုရင်လမ်းလျှောက်ခြင်းနဲ့စိတ်ကြောင့်ဖြစ်တဲ့ဝါယောဓာတ်လွန်ကဲတွေကရုပ်တရားအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့လမ်းလျှောက်တာဖြစ်သွားတာဖြစ်တယ်အဲ့ဒီတည်းပဲလမ်းလျှောက်အောင်လုပ်ပြီးတာစိတ်ပါတပါမရှိဘူးသူစိတ်ကြောင့်ဖြစ်လာတဲ့ယုံမှတပါမရှိဘူးအကြောင်းဖြစ်တဲ့စိတ်နဲ့အကျိုးဖြစ်တဲ့ယုတ်တိရဲ့လှုပ်ရှားမှုသာရှိတယ်တခြားရှာကြည့်လိုက်ရှာတွေ့မှာမဟုတ်ဘူးယုံနဲ့နေပေါင်းစပ်ပြီးတော့ဖြစ်နေတာသာဖြစ်တယ်အဲ့ဒီလိုမသိသမျှဝိပဿနာတရားအထုလို့
အဲ့ဒါဝိပဿနာတရားအထုတ်တယ်လို့ပဲပြောလို့ရတယ်ဒိဋ္ဌိဝိတ္တိဖြစ်အောင်အဲ့ဒီအချိန်မှာတရားဝါဆိုတာမရှိဘူးလို့သိကြလောက်အောင်လေ့ကျင့်မှုလို့ရတယ်စာပေကျမ်းဂန်မှာရပြောရမယ်ဆိုလို့ရှိရင်သုဒ္ဓသင်္ခါရပုဇောယံနာဣဒတတုလပတိကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာသင်္ခါရတရားတွေရဲ့အစုအပုံများတာတွေ့တယ်သင်္ခါရဆိုတာအယုံနဲ့နှစ်ခုပေါင်းစပ်ထားတာကိုပြောတာရုပ်တရားနဲ့နံတရားသင်္ခါရအကြောင်းတရားတွေကဖန်တီးထားတဲ့အရာတစ်ခုကိုသာတွေ့တယ်အဲ့ဒီအပြင်တတ္တဝါဆိုတာရှာလို့မတွေ့ဘူးလို့ဆိုလို့အဲ့ဒါအစစ်မှမြင်မယ်ဝိတ္တိမမဆိုလို့ရှိရင်တတ္တောပုဂ္ဂလောတိဝဟာရမတံပုဂ္ဂိုလ်တတ္တဝါဆိုတာအပြောဆိုများတာရှိတယ်တကယ်မရှိဘူးပြောလို့ပဲရတယ်ပြောလို့တော့ရတယ်ဘယ်သူကပြောတယ်ဘယ်ဝါကပြောတယ်ဘယ်သူလာတယ်ဘယ်ဝါလာတယ်ပြောလို့တော့ရတဲ့စကားတွေနဲ့ဒါပေမဲ့လို့ဓမ္မစစ်နဲ့ပရမတ္ထတော့ဧကေကတမိဓမ္မေဥပပရိခိယမတိတိတိကျကျလေးလာဆန်းစစ်ကြည့်လိုက်တဲ့အခါမှာပုဂ္ဂိုလ်တ attva လို့ပြောเสียတခုမှရှာမတွေ့တော့တခုမှရှာမတွေ့အဲ့ဒါကိုသိကြလောက်အောင်ကွာလေ့ကျင့်အဲ့တော့အတိဖြစ်နေတာကတော့ဘာလို့ဆိုရင်ပထမရှိဥစွာမှတ်ရမှာတော့ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးယုံနံသင်္ခါရများလားရှိတယ်ဆိုတာကိုပထမမှတ်ထားပြီးတော့အဲ့ဒီမှတ်သားထားတဲ့အတိုင်းသိကြသည်ထိအောင်အတိညာနဲ့ဆင်ခြင်သုံးသပ်ရမယ်အဲ့ဒါတရားထုတ်တာပဲဘယ်ဟာကိုယုံနံလို့ခေါ်တာလဲဆိုပါစို့ဥပမာတစ်ခုပြောမယ်လေးစိတ်တဲ့သွားတဲ့အခါမှာတကားကပွင့်သွားတယ်ဘယ်သူကဖွင့်လာလဲပုဂ္ဂိုလ်ရှိလားဆိုမရှိဘူးဖန်တီးထားတဲ့စေသာဆိုတဲ့ပစ္စည်းရောရှိတယ်နော်လူတယောက်ရဲ့အနာနာကတ်သွားတဲ့ကိုငွေရဲ့ဖန်တီးထားတဲ့အရာရဲ့နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာတကားပွင့်သွားတယ်အဲ့ဒီမဲ့တကားဖွင့်ပေးတဲ့ပုဂ္ဂိုလ်ဆိုရှိလားလို့ရှားတွေ့မှာမဟုတ်ဘူးတို့တူရဲ့ကားတစ်စီးနဲ့ခီးသွားတယ်ဆိုလို့ရှိရင်ဒီကားနဲ့ဘာဖြစ်လို့ကိုသွားခြင်းနဲ့တရားသွားလို့ရတာလဲဘသူရဲ့အစွမ်းလဲလို့ပေးလိုက်လို့ရှိရင်စုပေါင်းထားတဲ့အရာတွေရဲ့အစွမ်းပဲတူရဲ့အစွမ်းမဟုတ်ဘူးနော်ပါရိစုပေါင်းထားတာတော့ဆိုရင်ကာဘော်ဒီရှိတယ်ကာပိရှိတယ်အင်းရင်ရှိတယ်ဝါရကြိုးတွေရှိတယ်ဘက်ထရီရှိတယ်နောက်ဆုံးမှာကာပေါင်းတဲ့ပုဂ္ဂိုလ်ရှိကရိယာတွေအလုံးအဲ့ဒါတွေအလုံးကအကြောင်းပေါင်းလို့ပဲတခုတည်းနဲ့သွားလို့မရဘူးအလုံးပေါင်းလိုက်တဲ့အခါမှာသွားတာခဏခေတ်ဆိုပို့ပြောလို့လွယ်တာပေါ့ဒါတွေကနော်ကိုယ်သေးကြလောက်အောင်ပုဂ္ဂိုလ်တ attva ကိုရှားကြည့်ရမယ်အဲ့ဒီရှားကြည့်ဖို့တတိထားတာကိုအတ္တမောဟတမ္ပစေညာလို့ခေါ်တယ်မတွေ့ဝေတဲ့အတိအဲ့တော့ဘုရားတို့ကတရားလို့ပုဂ္ဂိုလ်လို့ထင်နေတာဟာတွေ့ဝေနေတဲ့အတိများတာဖြစ်တယ်အတိညာမဟုတ်တွေ့ဝေနေတာလွယ်ပါစွာထင်နေတာဖြစ်တယ်အထင်အမြင်ဆိုတာဘယ်တော့မှမမှန်ဘူးနော်ခုနကအကျိုးဝေကိုဝေထင်တယ်သင်္ဂုတ်တို့ကြီးကိုတစီသေးရဲ့ထင်တယ်အဲ့မျိုးပဲအဲ့ဒီလိုထင်မြင်နဲ့ဒီလို့ရှိရင်
တွေ့တာမှုဆိုတာကိုကိလေသာဆိုတာကိုဖယ်ရှားလို့မရနိုင်ဘူးဒါကြောင့်မို့လို့ပုဂ္ဂိုလ်တရားမရှိဘူးဆိုတာသိကြရမယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တပည့်ဖြစ်တဲ့ဘိက္ခုနီမကမနတ်ကိုပြန်ပြောတဲ့အခါမှာကိဏုတတ္တောတိပစ္စေတိမာရဒိဋ္ဌိကတာနုတေသင်္ကတတ္တဝနဲ့ပြောနေတာဘယ်ဟာကိုတတ္တဝလို့ထင်တာတော့တဲ့မင်းထင်မှားနေတယ်ဘယ်ဟာကိုတတ္တဝလို့ထင်တာတော့နဲ့သုဒ္ဓသင်္ခါရပုဇောယံသင်ထင်နေတဲ့အရာဟာသင်္ခါရအစုများတာဖြစ်တယ်ဆိုဟုတ်တယ်လေကားဆိုရင်စကရိယာတွေနဲ့ဖန်တီးထားတဲ့အရာပဲရှိတယ်ခဏခေတ်ဆိုတော့ AI ဒီပညာနဲ့ artificial intelligence နဲ့လောက်ထားတာဆိုပို့ပြီးတော့ထင်ရှားတဲ့တတော်ဆိုတာမရှိဘူးအကြောင်းနဲ့အကျိုးသာရှိတယ်ဆိုတာအဲ့ဒါတွေဒါကြောင့်ဘုရားရဲ့တရားတော်တွေကဒီပညာတွေပေါ်လာလေလေဘုရားတရားတော်တွေကပို့ပြီးတော့မှန်ကန်လာလေလေဖြစ်မှာပြောလို့ရတယ်ဘုရားတရားတော်ဟာသိပ္ပံဤပညာတွေတိုးတက်လာလို့ဘုရားတရားတော်မှားသွားတယ်ဆိုမရှိဘူးမှန်နေတာပဲလေဥပမာမဲ့မြတ်စွာဘုရားကဟိုလိုငယ်တဲ့ဒီပေါင်း1600တဲ့ကအနန္တစัจ java လာစัจ java လာအနန္တရှိတယ်လို့ဟောခဲ့တယ်ခဏခေတ်ကျတော့သိပ္ပံဆရာတွေကသူတို့တွေးလာတယ်တွေးလာတော့လက်ခံဘုရားရဲ့စัจ java လာအနန္တသီဝရီကိုလက်ခံသွားရတယ်တော့မှားတာမရှိဘူးကောလို့အလုံးအမှန်ကြီးပဲသိပ္ပံဤပညာနဲ့သူတို့ကတော့ကရိယာတသဗလာတွေအသုံးပြုပြီးတော့အဝတ္တဝေလက်နဲ့နေရာပါရှိတဲ့စัจ java လာတွေတို့ကျဲတွေတို့အကြည့်တာမြတ်စွာဘုရားကတော့အဲ့လိုစကရိယာတွေကိုသုံးချတာမဟုတ်ဘူးတမာတိစွမ်းအားပညာစွမ်းအားနဲ့ကြည့်တာတမာတိစွမ်းအားပညာစွမ်းအားဟာအမတမစွမ်းတဲ့ပေါ့ဘလောက်တရားအဲ့ဒီစွမ်းအားရှိလို့ဆိုရင်လူရဲ့ခန္ဓာကိုယ်ကြီးကိုစိတ်လို့လင်းမြန်သွားအောင်သွားလို့ရတယ်နော်လူရဲ့ရုပ်ခန္ဓာကာယကပ္ပနာလို့ခေါ်တယ်လမ်းလျှောက်သွားရင်ဖြည်းဖြည်းပဲသွားတာပဲကာယကပ္ပနာ body နဲ့သွားတာအဲ့ဒီ body ကိုစိတ်ထဲမှာထည့်လိုက်လို့ရှိရင်ဖြတ်ဆွရောက်သွားဒီနေ့ကပြတ်ပြီးတော့ဟိုနေရာရောက်တာအဲ့ဒါကိုစိတ်တကပ္ပနာလို့ခေါ်တယ်စိတ်နဲ့သွားတာကိုစိတ်နဲ့သွားကြည့်ပါလားမရောက်ဘူးလားကိုရောက်ဘူးတဲ့နေရာကိုပြန်သွားကြည့်လိုက်စိတ်နဲ့ရောက်သွားတယ်အဲ့တော့စိတ်ရောက်သွားတာနဲ့ဘောရီပါရောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေကအမှန်မှထူးခြားဆက်ပြတယ်ပေါ့ခဏခေတ်မှာမချစ်တယ်ဆိုတာအလုံးကိုထူးဆန်းတာလေလောက်နိုင်တယ်ဒါမို့မြတ်စွာဘုရားကအဲ့ဒီတကိုးတွေကိုမပြနဲ့မချစ်တယ်နဲ့သွားတူနေပါဆိုလို့လုံးလို့ရတာဒီအများကြီးပဲဥမာပဲရိုးရိုးတောင်ကြီးကိုရွှေဖြစ်အောင်ဖန်နေလို့ရတယ်ဘာဖြစ်လို့တော့ဆိုအဲ့တောင်ထဲမှာရွှေပူလာတွေကရှိနေတာအဲ့ဒါကိုတိုးချဲ့ပြလိုက်တာပဲဖြစ်တယ်ပေါ့ဓာတ်ကြီးလေးပါဆိုတာရှိနေတာအရှိကိုပဲပြလိုက်တာဖြစ်တယ်အဲ့တော့မချစ်ပညာရတ္တိလို့ပဲမြတ်စွာဘုရားရဲ့ဒီအမှန်တရားတွေကဗဒမရှိလို့လုပ်ရတာလေမရှိရင်လုပ်လို့မရဘူးတကယ်ရှိပဲဒါကြောင့်မို့မြတ်စွာဘုရားတကူနဲ့ပတ်သက်လာတဲ့ဟာလေးဆိုရင်supernatural မဟုတ်ဘူးတဘာဝကတော့မဆန့်ကျင်လို့မရဘူးတဘာဝကိုဆန့်ကျင်ပြီးတော့ပြတာမဟုတ်ဘူး supernormal ပုံမှန်နဲ့ပို့ပြီးတော့စွန့်ထက်တာပုံမှန်နဲ့ပို့ပြီးတော့စွန့်ထက်တယ်ဥပမာမဲ့ဆိုရင်
မြေကြီးပေါ်မြေကြီးထဲမှာမြေကြီးထဲကိုရှိုးခြင်းနဲ့မြေရှိုးတယ်ဆိုတာတော့မြေကြီးဆိုတာအမှားကြီးပဲလေဝင်စရာအပေါက်မရှိဘူးလေအဲ့တော့မချစ်လို့ပဲမြေရှိုးခြင်းဘာလို့ရတော့အဲ့သွားမဲ့ပုဂ္ဂိုလ်ကသူကလိုင်းကူတစ်ခုဖန်နေရတယ်လမ်းကြောင်းဖန်နေရတယ်အဲ့ဒီလမ်းကြောင်းတိုင်းသွားတာကျန်တဲ့လူတွေကတော့မြေကြီးပဲသူ့ဖို့ကတော့အပေါက်ရှိတယ်အဲ့လိုဒါဟုတ်တော့မဲ့အမှန်တော့မဲ့ကိစ္စတွေပို့ပြလို့စုပါတော့မယ် natural super natural ပုဂ္ဂိုလ်တဘာဝတဲ့လွတ်လပ်မဟုတ်ဘူးသူတဘာဝပေါ်မှာချုပ်ကင်ထားနိုင်တဲ့သဘောကိုဆိုလို့တယ်မြတ်စွာဘုရားရဲ့တကူတွေအဲ့လိုဥပမာရေပေါ်လမ်းလျှောက်ခြင်းဒီတိုင်းလမ်းလျှောက်လို့မရဘူးဘာလို့ရမလဲရှည်တယ်မှရှိတယ်ပထဝီဓာတ်ကိုအာရုံပြုပြီးတော့မအောင်လုပ်လိုက်တယ်။အမှန်ပုဂ္ဂိုလ်တွေကြတော့ရေကအေးပြောပြီးတော့လူရဲ့အလိခန္ဓာကိုထိမ့်ထားတယ်။တကူရှင်ကပထဝီဓာတ်ကိုမြောက်အောင်လုပ်လိုက်တဲ့အခါကျတော့သူ့ဖို့ကတော့ရေဟာလမ်းလျှောက်လို့ရတဲ့အနေထားပြရောက်သွားတယ်။အဲ့ဒါလို့မဖန်တီးပဲနဲ့လမ်းလျှောက်လို့မရဘူး။အဲ့ဒါကြောင့်ပြောတာစူပါနော်မယ်လို့ပြောတာတဘာဝအတိုင်းဖန်စီရတယ်ဥပမာပဲထိဗ္ဗစက္ခုနဲ့ထိဗ္ဗစက္ခုနဲ့ကြည့်ကျင်တယ်ဆိုရင်ဝေးလံတဲ့အရတ်တို့သို့မဟုတ်ဒီတောင်ထဲမှာသို့မဟုတ်ဒီတောင်အောက်မှာဘာတွေရှိတော့လို့ကြည့်ကျင်လို့ရှိရင်မျက်စိဆိုတာတဘာဝအပြင်အလင်းရောင်ရှိမှမြင်တာအလင်းရောင်ရဲ့အကူအညီရမှမြင်တာအဲ့တော့ဒိဗ္ဗစကုနဲ့ချစ်ကြည့်ဘာလို့ရတော့အာလောကတင်ညာအာလောကကတိုင်ကိုအရေးပွားပြီးတော့ခုကြည့်မဲ့နေရာကိုအလင်းရောင်ဖြတ်ရတယ်အလင်းရောင်ဖြန့်ကျက်ပြီးတဲ့အခါမှသူကမြင်လို့ရတယ်ဒီတိုင်းကြီးပလိုက်ကြီးသွားကြည့်တော့မရဘူးအဲ့ဒါကိုပြောတာစူပါနိုင်ချရမဟုတ်ဘူးသူကသဘာဝတိုင်းလို့ရတယ်မြတ်စွာဘုရားဟောတဲ့တကူတွေဆိုတာအဲ့ဒီပုံစံသွားတာလောကမှာသဘာဝအတိုင်းရှိနေတဲ့သဘာဝအတိုင်းကိုဖန်တီးတာခဏခေတ်မှာဆိုရင်မြတ်စွာဘုရားရဲ့စွမ်းရည်တတိစိတ်တကူနဲ့ဖန်တီးတာအခုလောကမှာဖြစ်နေတဲ့အခုပြောတဲ့ AI နိပညာတို့ဆိုတာဘာနဲ့လောက်တာစိတ်နဲ့လောက်တာပဲပညာရှင်ရဲ့စိတ်နဲ့အသိဉာဏ်နဲ့တွက်ဖက်ပြီးလောက်တာပဲ robot ဆိုတဲ့စိတ်ကိုဘာနဲ့လောက်တာတော့စိတ်နဲ့ပဲကိုပြီးတော့လောက်တာလေစိတ်မှာပါပဲသူလုံးလို့မရအောင်ဖန်တီးတာတွေမှန်သမျှစိတ်နဲ့ဖန်တီးတာအဲ့တော့အဲ့ဒီစိတ်ဟာလူတိုင်းမှာစိတ်ဆိုတာရှိတယ်စွမ်းရည်တတိပြေးလာတဲ့အခါမှာအလုံးဖန်တယ်လို့ရသွားတယ်အဲ့ဒါတို့ပဲအစွမ်းကိုဆိုတာမျိုးတွေရှိတယ်အဲ့ဒီလိုအစွမ်းကိုတွေရှိတာကြောင့်ဘုလို့မြတ်စွာဘုရားကယဟန်တွေကိုဆုံးပါတယ်အဋ္ဌိပါတိဟာရိယဆိုတဲ့ပုံစံမျိုးမျိုးဖန်တီးပြတယ်မြေရှုပို့ပြန်အဲ့ဒါတွေမလုပ်နဲ့မပြနဲ့ပြလို့ရှိရင်လူတွေကနောက်ကြတော့မချစ်ထင်သွားလိုက်ပဲမျက်လက်လို့ထင်သွားလိုက်ပဲမျက်လက်ရတဲ့ဒါတွေလုပ်လို့ရတယ်နောက်တစ်ခုကအဒေသနာပါတိဟာရိယမင်းပါရိတွေးနေတာဆိုတဲ့လူရဲ့စိတ်ကိုဖတ်တဲ့အတတ်ပညာစိတ်ကိုဖတ်နိုင်တယ်ပေါ့ပါရိတွေးနေတာမဟုတ်လားရှိတယ်ခုခေတ်မှာကိုရှိတယ်အဲ့ဒါစကိုင်းဘက်မှာဆိုလို့ရှိရင်လူစိတ်ကိုဖတ်နိုင်တဲ့ပို့တော့တရားရှိတယ်သူစီကိုသွားလို့ရှိရင်သူကဘာကိစ္စနဲ့လာတာမဟုတ်လားလို့ပြောနိုင်တယ်သူကလူရဲ့စိတ်ကိုသိနေတယ်အဲ့တော့ဒါတွေကမချစ်နဲ့ဖန်နေတဲ့အလုပ်မျိုးတွေဖြစ်လို့မြတ်စွာဘုရားကအဲ့ဒီအဋ္ဌိပါတိဟာတွေကမြေရှုမိုးပြန်တကုတ်မျိုးမျိုးမလုပ်နဲ့သူများစိတ်ကိုဖတ်တဲ့အစွမ်းတတ္တိတွေဘေးရဟောရမျိုးတွေမလုပ်နဲ့လုပ်လိုက်လို့ရှိရင်လူတွေကတရားဘက်တော့ရောက်မှာမဟုတ်ဘူးကိလေသာကုန်မဲ့ဘက်ကိုရောက်မှာမဟုတ်ဘူးပစ္စည်းပြောင်းရင်လာပေးလိမ့်မယ်အဲ့ကျနော်ဘေးရဟောပေးပါ
ထိပေါက်မလားမပေါက်ဘူးလားခြေကနလာတောင်းလိုက်ပဲအဲ့ဒီကြတော့လူတွေလိုချင်တာအဲ့ဒါပဲလေလူတွေလိုချင်တာအဲ့ဒါဘယ်နာမှရွှေကြောရှိတော့ကြည့်ပေးပါလာမှာပဲလေအဲ့ဒါမျိုးပဲလို့မြတ်စွာဘုရားကျိုးမြင်တယ်အဲကြောင့်အဲ့ဒါတွေမသုံးနဲ့အသုံးပြုရမှာပါတော့ဆိုရင်အနုတတတိပတိဟာရမင်းဘယ်လိုတွေးဘယ်လိုမတွေးနဲ့ဘယ်လုပ်တွေကိုလုပ်ဘယ်လုပ်တွေကိုမလုပ်နဲ့အကုသိုလ်တွေမဖြစ်အောင်နေကုသိုလ်ဖြစ်အောင်ကြိုးစားအဲ့ဒါပဲသိပေးရမယ်လို့ပြောတာဆုံးမသိကြပေးရမယ်ဘာဖြစ်လို့တကူတွေမပြရတာလို့ဆိုခုနတော့ artificial intelligence ဆိုပြောရရှိတယ်လေတဖြည်းဖြည်းတိုးတက်လာအကုန်ရှိတယ်အဲ့လိုရှိလို့ရှိရင်လူတွေကအထင်သေးပြည့်သေးဖြစ်လာအဲ့တော့ဘုရားရဲ့တရားတော်အဓိကပါတော့အမှန်မသိတာနဲ့တွေ့တာမှုဖယ်ရှားဖို့ပဲနော်အမှန်မသိတာနဲ့တွေ့တာမှုတန်တရားထဲမှာဒုက္ခရောက်နေတာအဝိဇ္ဇာနဲ့တဏှာပဲအမှန်မသိမှုအဝိဇ္ဇာကကာပိထားတော့တဏှာဆိုတဲ့တွေ့တာတတ်မဲ့မှုကကြီးထွားလာတယ်အဝိဇ္ဇာကအတိညာကိုပိတ်ဆို့ပေးထားတယ်တဏှာနဲ့တွေ့တာမမောတယ်အဲ့ဒီနောက်မှာဆက်ပြီးတော့လူတွေအကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတဲ့ကံတရားတွေကိုလှုပ်လာကြတယ်လှုပ်လာတဲ့အခါကိုယ်အလုံးနဲ့ကိုယ်ပြန်ပြီးတော့ကိုယ်ကျိုးနဲ့ကိုယ်ပြန်ချီပြီးသားဖြစ်တယ်။ဘာနဲ့တူတော့ဆိုလို့ရှိရင်ပိုးကြီးထုတ်တဲ့ပိုးလိုပဲပိုးကြီးထုတ်တဲ့ပိုးဟာဒုက္ခနာကိုအထွက်တဲ့ပိုးမြင်နေနဲ့သူ့ကိုယ်သူပြန်ပတ်တာ။ပြန်ပတ်ပြီးတော့အိမ်ဖွဲ့ပြီးတော့နေတာအဲ့ဒီပိုးတွေပိုးချီတွေနဲ့ကိုယ့်ကိုပြန်ရစ်ထားသည့်အတွက်ကြောင့်လူတွေကအဲ့ဒီပိုးကိုယူပြီးတော့ရေနွေတဲ့ပြုတ်တာဖြစ်တယ်နော်ပိုးကြီးလောကလောက်တာအဲ့ဒါပြုတ်လောက်တာပဲအဲ့ဒါလို့ပြောရမယ်ဆိုရင်သူခန္ဓာကိုယ်ထွက်တဲ့အမြင့်နေနဲ့သူကသူပြန်ပြီးတော့ရစ်ပတ်ထားလို့အဲ့ပိုးကောင်ဒုက္ခရောက်သွားတာအဲ့ဒါတို့ရဲ့တတ္တဝါတွေဟာအမှန်မမြင်တဲ့အခါကျတော့ကိုလှုပ်တဲ့လှုပ်ရက်တွေနဲ့တန်တရားတွေပါဆင်းရဲဒုက္ခမျိုးစုံကြုံနေကြတယ်တရဝဆိုတာမရှိဘူးဆိုတာသိကြအောင်ကြည့်ရမယ်ဒါကြောင့်သုဒ္ဓသင်္ခါရပုံစောယနာယိတတတုလဝတိအကြောင်းနဲ့အကျိုးပေါင်းစပ်ထားတဲ့သင်္ခါရတသက်ပြတာဖြစ်တဲ့ယုတ်တရားနတ်တရားတွေကြောင့်ဒီကြတဲ့မှာတရဝဆိုတာမရှိဘူးနော်ခန္ဓာ၅ပါးသာရှိတယ်ခန္ဓာ၅ပါးထဲမှာတတဝမရှိဘူးသုံးညရဲ့အဓိပ္ပာယ်လည်းအဲ့ဒါပဲခန္ဓာ၅ပါးသည်သုံးညလို့ပြောတာတတဝမရှိဘူးခန္ဓာ၅ပါးတော့ရှိတယ်သုံးညကေဟာလူမရှိတဲ့အိမ်ဆိုတာအိမ်တော့ရှိတယ်အဲ့ဒီအိမ်နဲ့မှလူမရှိတာကိုပြောတာထို့တူပဲလူတွေရဲ့တဏ္ဍာမှာခန္ဓာ၅ပါးသာရှိတယ်ခန္ဓာ၅ပါးကိုပိုင်ဆိုးထားတဲ့တတ္တဝါအလုံးလုံးနေတဲ့တတ္တဝါခံစားတဲ့တတ္တဝါစီမံခန့်ခွဲတဲ့တတ္တဝါဆိုတာမရှိဘူးပြောတာသုံးညရှုခိုင်းတာလေအဲ့ဒါပဲနော်အဲ့ဒါတွေရှုနိုင်အောင်ပုဂ္ဂိုလ်တ attva မရှိဘူးဆိုတာအရင်သိရမယ်သိကြလောက်သိအဲ့ဒါကိုဥပမာနဲ့ပြောတယ်ယထာဟိအင်္ဂတပ္ပရာဟောတိတတောရထောဣတိကာပဲပြောပါဆိုရှင်းတော့ကတော့ကာမရှိလို့ရထကိုယထာလို့ပြောပြန်တော့ခုခေတ်ကလူတွေကတွဲရှိကြီးနဲ့ကိုမောင်းသွားတာယထာလို့ထင်တာအခုပြောတဲ့ရထဆိုတာမြင်လေနော်နွားကားတယ်လေအဲ့ဒါကိုပြောတာအဲ့တော့အတွေ့အမြင်တွေကစကားလုံးတွေကလွယ်ကုန်နိုင်နေပေါ့ရထဆိုတာမြင်လေကိုပြောတာနော်အတ္တရထမြင်ကားပြီးတော့မောင်းနေမြင်လေကိုပြောတာယထာလို့ပြောလိုက်ရင်ပပတွေကတွဲရှိကြီးတွေပဲသွားမြင်နိုင်မယ်ကိုနဲ့သွားရကြီးပဲအဲ့ဒါကိုပြောတာမဟုတ်ဘူးအဲ့တော့ကားနဲ့ပဲပြောကြပါစို့ကားဆိုတဲ့ဝဟာရဖြစ်လာတာဟာအစိတ်ပိုင်းတွေအကုန်လုံးပေါင်းထားမှဖြစ်တယ်ဝါရှော့ကိုသွားပြီးတော့တစားစီဖြုတ်လိုက်
ကာမတတ်ဆင်ထားတဲ့ပစ္စည်းတွေကုန်တစားစီဖြုတ်လိုက်တစားစီဖြုတ်ပြီးပုံထားပြီးတဲ့အခါကျတော့ကာမဲ့ပဲတော့လို့ပြီးမယ်အဲ့ကြတော့ကာကိုသူကဖြစ်နိုင်မှာမဟုတ်ဘူးလက်ညှိုးထိုးမိရင်ဘာတွေ့မလဲကာတရတွေ့မယ်ကာဘောဒီတွေ့မယ်တကားတွေ့မယ်ဘောနတ်တွေ့မယ်ဖြုတ်ထားရင်ဘိန်းတွေ့မယ်အင်ဂျင်တွေ့မယ်ဘက်ထရီတွေ့မယ်ဝါယာကြိုးတွေတွေ့မယ်စက်ကရိယာတွေတွေ့မယ်တော့ကားထဲမှာပါတဲ့အခေါ်အဝေါ်တွေအလုံးတစ်ခုစီတစ်ခုစီဖြုတ်ထားလိုက်မယ်ဆိုရင်သူခေါ်တဲ့သူရှိတယ်အဲ့တော့ကားရဲ့အစိတ်ပိုင်းတွေကိုအကုန်လုံးအချိုးကျတက်ဆင်လိုက်တဲ့အခါကျတော့ကားဆိုဖြစ်တာတစားစီဖြုတ်ကြည့်လိုက်လို့ရှိရင်ကားဆိုတာမရှိဘူးအဲ့ဒီတိုင်းပဲလူတွေကိုလည်းတရဝါတွေကိုလည်းလူကိုလည်းပဲတစားစီဖြုတ်ကြည့်လိုက်တစားစီဖြုတ်ကြည့်လိုက်လို့ရှိရင်ငါဆိုတာဘာကိုပြောမှလဲမျက်စိကဆိုလိုတာကစပင်ကတခြားမျက်လုံးကတခြားနာရွက်ကတခြားနှာခေါင်းကတခြားလျှာကတခြားတစ်ခုစီဖြုတ်လိုက်သို့မဟုတ်အယိုးတို့အသွေးတို့အသားတို့ဒါတွေတစ်ခုစီပုံထားလိုက်လို့ရှိရင်လူဆိုတာရှာတွေ့မှာမဟုတ်ဘူးလေအလုံးတက်ဆက်လိုက်တဲ့အခါကျတော့လူဆိုတာဖြစ်တယ်ရှင်သာရိပုတ္တရာကတော့ရှင်းပြတယ်အိမ်ဆိုတာတဲ့နော်အိမ်ဆောင်ပစ္စည်းတွေအလုံးတဲ့သားတို့အုတ်တို့အိမ်ဆောင်တဲ့အခါမှာပါဝင်တဲ့ပစ္စည်းတွေအကုန်လုံးကိုအချိုးချသူ့နေရာနဲ့သူတက်ဆက်ပြီးပေါင်းစပ်လိုက်တော့မှအိမ်ဆိုတာဖြစ်တယ်တခုစီတော့ငါအိမ်မဟုတ်သေးဘူးနော်ပေါင်းမိသွားတဲ့အခါမှာအိမ်ဆိုတာဖြစ်သွားတယ်အဲ့ဒါမျိုးလို့ပဲလူဆိုတာလည်းပဲအင်္ဂါရတဲ့အကုန်လုံးပေါင်းလိုက်မှလူတို့ဖြစ်လာတာဖြစ်တယ်ပေါ့အဲ့ဒါကိုစဉ်းစားရမှာအဲ့ဒီပုံစံပဲဒါကြောင့်မို့ဘိက္ခုနီမမြတ်စွာဘုရားရဲ့တပည့်ဘိက္ခုနီမကမဏ္ဍကြီးကိုရှင်းပြတဲ့အခါမှာယထာဟိအင်္ဂတပါရဟောတိတတ္တောရထောဣတိရထမြင်းလဲလို့ခေါ်နေတာအားတဲ့အစိတ်ပိုင်းနေအားလို့ပေါင်းထားလို့ခေါ်တာပါတဲ့ဧဝံခန္ဓေတုတတ္တေတုဟောတိတတ္တောတိတမ္မုတိအဲ့တိုင်းပဲတဲ့လူမှလည်းပဲရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးကိုသူရရတဲ့သူပေါင်းစပ်ထားလိုက်တဲ့အခါမှာလှုပ်ရှားလာတယ်သွားတယ်လာတယ်ပြောတယ်ကိုယ်တယ်ရည်တယ်ဆိုတဲ့အလုပ်တွေလုပ်လာတယ်အဲ့ဒါကြောင့်လို့တရဝလို့ထင်သွားတာတဲ့တကယ်တော့ခန္ဓာ၅ပါးပဲအဲ့ဒါဥပမာနဲ့လို့ရှင်းပြတာနော်အဲ့လိုရှင်းပြတရဝဆိုတာမရှိဘူးရုပ်နဲ့နာနှမျိုးပဲရှိတယ်ဆိုတော့ရှင်းစရာတော့ရည်တယ်လည်းပဲထင်ရှားအောင်ပြောတာနာမေသရူပိသဣဒ္ဓတိသစ္စာတော်တဲ့လောကမှာအမှန်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ယုတ်နဲ့နာနှစ်ခုပဲရှိတယ်နာဟိထတတ္တောမနုသောအဝိဇ္ဇတိတရဝရဲ့လူရဲ့ဆိုတာမရှိဘူးသုံးညဣဒံယတမိဝပိသင်္ကတံရောဘောဆိုတဲ့စက်ရုပ်ကလေးအလုပ်တွေလုပ်တယ်စကားပြောတယ်နော်အလုပ်တွေလုပ်တယ်အဲ့ဒီစက်ရုပ်ယန္တရားဆွမ်းအားနဲ့တက်စင်တာတဲ့ပစ္စည်းဝတ္ထုတွေရဲ့ဆွမ်းအားနဲ့သူကလှုပ်ရှားသွားတာလုပ်တယ်တကယ်တော့အဲ့ဒါတစားစီဖြတ်ကြည့်လိုက်လို့ရှိရင်လှုပ်ရှားနိုင်တာမရှိတော့ဘူးခုခေတ်တော့ဥပမာပြစရာတွေအများကြီးပဲနော်ပေါင်းနေလို့အနာကြီးဖြစ်သွားတာစွမ်းရင်ရသွားတာတစားစီခွဲထုတ်လိုက်လို့ရှိရင်ဘာတစ်ခုမှမရှိတော့အဲ့ဒါကြောင့်မို့လို့ပေါင်းစပ်လို့ဖြစ်ပေါ်နေတဲ့တရဝဆိုတာဟာအစစ်မှမဟုတ်ဘူးယုံနဲ့နာတာအစစ်မှပဲလို့ဒါကိုထင်ရှားသိစေချင်တာအဲ့ဒါကြောင့်မို့လို့ပုဂ္ဂိုလ်တ attva ရှိမရှိမေခွန်းထုတ်လာမယ်ဆိုရင်ပုဂ္ဂိုလ်တ attva မရှိဘူးရှိတာကဘာတော့ခန္ဓာ၅ပါးယုတ်တရားသို့မဟုတ်သင်္ခါရအစုဝေများတာရှိတယ်ကြောင်းတဲ့အကျိုး
ပေါင်းပြီးတော့ဒီနှစ်ခုဖြစ်နေအဲ့ဒါကိုအသေးစိတ်အကျဉ်းချင်းထထဆင်ခြင်သုံးသပ်ကြည့်ရမယ်ဆိုပါတော့မျက်စိနဲ့အရာဝတ္ထုတခုမြင်တယ်အဲ့ဒီမဲ့မြင်တယ်လို့ဆိုရဖို့အတွက်အကြောင်းပဲတစ်ခုရှိတယ်မျက်လုံးကလည်းကောင်းရမယ်ဒါတစ်ခုပဲရှိသေးတယ်မျက်လုံးကောင်းနေုံနဲ့မြင်နေဆိုဖြစ်သေးဘူးမျက်လုံးကလည်းကောင်းရမယ် normal ဖြစ်ရမယ်ပြီးတဲ့အခါမှာအဲ့ဒီမျက်လုံးနဲ့ကိုအစင်အာရုံတစ်ခုရဲ့ထင်ဟပ်လာမှုကတော့ရှိရမယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးဆိုမှမြင်နေဆိုတဲ့မြင်သိစိတ်ကလေးကဖြစ်တာအဲ့မြင်သိစိတ်ဖြစ်တာတောင်မှပဲသိတယ်ဆိုတာမလားသေးဘူးလို့တကယ်ပြီးတော့မှသဘောရပြောလိုက်မယ်ဆိုလို့ရှိရင်လူတယောက်ဟာမြင်တယ်လို့ပြောရတဲ့အဆင့်ရောက်သည့်ထိအောင်စိတ်ပေါင်းများစွာဖြစ်ရတယ်တခုတည်းမဟုတ်နန္တရားတွေအများကြီးဖြစ်တယ်ဖြစ်ပုံလေးကိုအကြမ်းမြင့်ပြောပြမယ်ဆိုရင်မျက်စိနဲ့အဆင်အာရုံဆုံလိုက်တယ်ဆုံလိုက်တဲ့အခိုင်မှာအရှိန်နဲ့ဖြစ်နေတဲ့ဘဝင်စိတ်တွေနှစ်ကြိမ်သုံးကြိမ်ဖြစ်သွားတယ်မှာမျက်စိထဲမှာအရိပ်ကပေါ်လာတယ်အဲ့ဒီပေါ်လာပြီဆိုတဲ့အချိန်မှာအဲ့ဒီအသိဝင်လာတဲ့အာယုံကိုလက်ခံတာကပစ္ဆဒရဝေဇံစိတ်လို့ခေါ်တယ်တကားဖွင့်ပေးလိုက်တာမျက်စိထဲမှာအဆင်အာယုန်လေးရောက်လာတယ်ဆိုတာစပြီးတော့လက်ခံတဲ့စိတ်သိလားဆိုမသိဘူးเนาะလက်ခံလိုက်တာပဲလက်ခံလိုက်ပြီးတဲ့အခါကျတော့မြင်သိစိတ်ဆိုတဲ့စက္ခုဝိညာဉ်ရောက်လာအဲ့ဒီပစ္ဆဒရဝေဇံစိတ်ချုပ်သွားမှစက္ခုဝိညာဉ်စိတ်ရောက်လာအဲ့ဒီစက္ခုဝိညာဉ်စိတ်ကရောမြင်နေဆိုရင်မဲ့သူကအဖြစ်ထုတ်တဲ့အမြင်မျိုးမဟုတ်ဘူးလို့ပြောတာနော်အာယုန်တစ်ခုကိုလက်ခံလိုက်တဲ့သဘောပဲစက္ကဝိညာဉ်စိတ်ဖြစ်တယ်ဖြစ်ပြီးတဲ့အခါမှာဆက်လက်ပြီးတော့အဲ့ဒီအာယုန်နဲ့အလုံးလုံးတာတပ္ပိစနာလက်ခံတဲ့တန်တိရဏစုံစမ်းတယ်ဝဋ္ဌဗနာခွဲခြားစိတ်ဖြာပြတယ်ပြီးတဲ့အခါကျတော့သဝနာဆိုတဲ့အရှိန်ဟုန်ရှိတဲ့စိတ်ခုနှစ်ကြိမ်ဖြစ်တယ်အဲ့ဒီတောင်မှပဲဘာမြင်တာတော့ဆိုတဲ့အဖြစ်မထုတ်နိုင်သေးဘူးနော်သဝနာထီအောင်အဖြစ်ထုတ်သေးတာမဟုတ်သေးဘူးအဲ့ဒီမှာပစ္ဆဒရဝေဇံစိတ်စက္ခုဝိညာဉ်စိတ်တပ္ပတိဆိုင်တန်တိရဏဝဋ္ဌောဆိုတဲ့စိတ်တွေကတော့ရှေ့ပိုင်းကနေပြီးတော့အရှိန်ယူတာတွေပဲဖြစ်သေးတယ်ချင်းရိတာတစ်ခုကိုမောင်းလိုက်တဲ့အခါမှာလက်ပတ်တာပဲရှိတယ်လျှက်စစ်ပြီးမထွက်သေးဘူးနော်လက်ပတ်ပြီးရှင်လိမ့်တာပဲရှိတယ်အဖြစ်မထုတ်လို့မရသေးဘူးအဲ့ဒါလို့ပဲဒီစိတ်လေးတွေအဖြစ်ထုတ်ပေးနိုင်တဲ့စိတ်တွေမဟုတ်ဘူးရှေ့ပိုင်းကနေဖြစ်ပေါ်လာတဲ့စိတ်တွေအဲ့ဒီစိတ်တွေချုပ်သွားတဲ့အခါမှာနောက်ကဝိသိစိတ်တစုပြန်ဖြစ်လာတယ်ခုနကမြင်လိုက်တယ်ဆိုတဲ့အစင်အာယုံကိုထပ်ပြီးတော့စဉ်းစားတဲ့စိတ်ပေါ်လာတယ်အဲ့စိတ်ကမနောဒရဝိသံဆိုတဲ့နှလုံးသွင်းတဲ့စိတ်ပြီးတဲ့အခါမှာစောခုနှစ်ကြိမ်ပြီးရင်တရာယုံနှစ်ကြိမ်အဲ့ဒီစိတ်တွေဖြစ်တယ်အဲ့ဒါတွေဖြစ်ပြီးအဲ့ဒီကြတော့မှမြင်ခဲ့တာပါဆိုတာထင်ရှားလာတယ်ဒါပေမဲ့လို့ဘာမြင်တယ်ဆိုတဲ့အဖြစ်မတတ်နိုင်သေးဘူးဘာကိုမြင်တာလဲဆိုတာမပြောနိုင်သေးဘူးတတိယတစ်ကြိမ်ထပ်ဖြစ်ပြီးဆိုတော့မှမြင်တယ်ခုနအာယုကိုပြန်ပြီးတော့ကြည့်တော့မှဩငါမြင်လိုက်တာကဒီပုံစံပဲဆိုတဲ့အဖြစ်ထုတ်လာတယ်စတုထအချိန်ရောက်တဲ့အခါကျတော့မှဝါရတတ်နိုင်သွားတယ်နော်အနည်းဆုံး၄ချိန်ဖြစ်တယ်ဆိုဝိထိကိုပြောတာစိတ်ပေါင်းအများကြီးပဲဖြစ်သွားတယ်အဲ့ဒီလို၄ကလောက်ဖြစ်ပြီးတော့မှအဖြစ်ထုတ်လို့ရသွားတယ်အဲ့တော့အဲ့ဒီလောက်အများကြီးဖြစ်တယ်ရုပ်ပေါင်းများရုပ်ရဲ့နော်မြင်တာကမြင်တတ်တဲ့ပစ္စည်းရဲ့မြင်တဲ့အစင်ရဲ့ဒီနှစ်ခုကရုပ်ပဲလေအဲ့ဒီရုပ်ကိုနန္တရားတွေဖြစ်ပေါ်လာတဲ့အခါမှာယင်သိစိတ်ကတော့မျက်လုံးကနေပြီးတော့ဖြစ်ပေါ်လာတယ်
ကျန်တဲ့စိတ်တွေကြတော့ဟရိယဝတ္ထုလို့ခေါ်တဲ့နှလုံးသားကနေဖြစ်လာကြတယ်ဖြစ်တဲ့နေရာချင်းနဲ့မတူကြဘူးအလုံးနောက်ဆုံးမှာဝိထိအနေနဲ့၄ချိန်လောက်ကြာပြီဆိုမှပတ်ပွင့်လေးကိုမြင်တယ်ဆိုတာဖြစ်လာတာအဲ့လောက်ဖြေထုတ်နိုင်အဲ့တော့လူတွေကသို့တော့ဒီဖြစ်တာတွေကအမှန်တမ်းမြန်နေမြန်သည့်အတွက်ကြောင့်ငါမြင်တယ်ဆိုတာချက်ချင်းပြောသလိုရသွားတယ်တကယ်တော့စိတ်ဖြစ်စဉ်အလုံးကိုမြန်လို့အလုံးမြန်နဲ့ဖြက်နဲ့ဆိုပြီးတော့ဖြေထုတ်တာခဏလေးအတွင်းဖြေထုတ်လိုက်တယ်ဆိုပုံစံမျိုးဖြစ်တယ်နော်အဖြေထုတ်လို့မရတာလည်းရှိသေးတယ်ကိုမသိတဲ့အကြောင်းအရာဆိုဖြေထုတ်လို့မရဘူးလေတခါမှမမြင်ဘူးတဲ့ဟာဆိုရင်မေးမြန်းနေမှာပဲအဖြေရှာနေမှာပဲဘာမြင်လိုက်မှမသိဘူးပေါ့မြင်တယ်ဆိုတာတော့ဖြစ်တယ်ဘာမှမသိဘူးအဖြေမထုတ်နိုင်တာလည်းရှိတယ်အဲ့ဒါကြောင့်မလို့ရှေးဆရာတွေကဒီတတ္တဝါဆိုတာမရှိဘူးယုံနဲ့နာနှစ်ခုသာဖြစ်တယ်ဆိုတာကိုပြဖို့အတွက်ရူပံပထမစေတေနာနော်တိတံဒုတိယစေတသာနာမံတတိယစေတေနာအဋ္ဌံသရုဒ္ဓစေတသာလေးဝီထိကြပြီးတော့မှအကောင်ထဲကိုသိတယ်နော်အကောင်ထဲဆိုသိတယ်အစင်းနဲ့အဲ့တော့ပြောချင်တာကဘာလို့ဆိုရင်ဟုတ်တယ်ထင်ရှားတာတော့မြတ်စွာဘုရားထင်ရှားတာအဲ့လောက်ကြီးကသင်မှသိမှဆိုတော့ထင်ရှားတာကိုမြတ်စွာဘုရားပြောလိုက်တယ်သက္ခုံစပဋိစ္စရူပိစ္စဥပ္ပစ္စတိသက္ခုဝိညာဏံဒိဋ္ဌံသေဂတိဖတ်သောဖတ်တပစ္စယဝေဒနာဝေဒနာပစ္စယတဏှာချုံပြောလိုက်တာအဲ့ဒါနော်အဲ့ဒီချုံပြောလိုက်တာပဲကြည့်လိုက်အောင်မျက်စိရဲ့အစင်အာယုရဲ့အဲ့ဒီစုံတဲ့ကမှမြင်သိစိတ်ဖြစ်တယ်ဆိုတာအလုံးကိုဒီစက္ကုတ္တရနဲ့ပတ်သက်တဲ့စိတ်တွေကိုပြောတာအဲ့ဒီမှာဖတ်တာဆိုတာပါတယ်စိတ်ခံစားချက်ဆိုတာပါတယ်အဲ့ဒီထီအောင်ကကိလေသာမပါသေးဘူးနော်စိတ်ခံစားချက်နဲ့ပတ်သက်လာတဲ့အခါကျတော့ဝေဒနာပစ္စယတဏှာဆိုပြီးတော့ကိလေသာပါလာတယ်ကိလေသာပါလာပြီဆိုတဲ့အခါကျတော့တဏှာပစ္စယဥပါဒနာကိလေသာတိုးပွားလာတယ်ဥပါဒနာပစ္စယဘဝကြတော့ကံဖြစ်လာတယ်ခေါင်းစည်းလေးကိုချုံပြီးတော့ပြောလိုက်တယ်မြတ်စွာဘုရားကဲအဲ့ဒီထဲမှာမြင်တယ်လို့ဆိုတဲ့ထဲမှာငါမြင်တာဟုတ်သလားတရဝတယောက်ကမြင်တာဟုတ်သလားဆိုမြင်ခြင်းကိစ္စကိုဆောင်ရွက်နေကြတာဟာဒီအကြောင်းတရားတွေပေါင်းစပ်ပြီးတော့ဖြစ်နေတယ်ကားရွှေ့သွားတာဟာဒရိုက်ဘာရဲ့အစွမ်းလို့ပြောရမလားသို့မဟုတ်အလုံးရဲ့အစွမ်းလို့ပြောရမလားအလုံးရဲ့အစွမ်းပဲဒရိုက်ဘာကပိန်ပေါက်နေတယ်သူဘာမှမတတ်နိုင်ဘူးဆက်နိုးမရရင်လည်းသူသွားနိုင်တာမဟုတ်ဘူးနော်အဲ့တော့အကြောင်းတရားတွေအကုန်လုံးပေါင်းစပ်ထားမှဒရိုက်ဘာဟာလည်းပဲအကြောင်းတရားတစ်ခုလို့ပဲပြောအဲ့ဒါလို့ပဲမြင်သိစိတ်ဆိုတာလေးကိုအကြောင်းပြုပြီးတော့မျက်စိနဲ့အစဉ်အာယုံကယုတ်တရားမြင်သိစိတ်ကနန္တရားထိုမြင်သိစိတ်နဲ့အတူဖြစ်လာတဲ့ဖတ်တာတို့ဝေဒနာတို့ကနန္တရားအဲ့ဒါသာရှိတယ်ငါမြင်တယ်ဆိုတာငါဆိုတာဘာလို့လဲအဲ့ဒီမှာဘာလို့မှမရှိဘူးမြင်ခြင်းကိစ္စကိုဆောင်ရတာအဲ့ဒီတရားတွေပဲစုပေါင်းပြီးတော့လုပ်သွားတာတခုစီခွဲခြားစိတ်ဖြာကြည့်လိုက်တဲ့အခါကျတော့တရဝဆိုတာမရှိဘူးလို့အဲ့ဒါလို့သိကြလောက်သိထီအောင်အချိန်ကြီးထပ်တဲ့ဆင်ញသုံးသပ်ရမယ်နော်အတန်ကြားရတဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုဆင်ញသုံးသပ်ရမယ်ရှုံးတဲ့နေဟာစဉ်းစားပြဖြစ်သွားတာတွေကိုလေ့လာရမယ်ပထမစာတွေ့လေ့လာမယ်ဒုတိယလက်တွေ့လေ့လာစာတွေ့ကိုအခြေခံပြီးတော့လက်တွေ့ဆိုတဲ့နေရာမှာစဉ်းစားဉာဏ်နဲ့သုံးသပ်ထားနော်လက်တွေ့စဉ်းကျင်သုံးသပ်တယ်အဲ့လိုသုံးသပ်လို့သိလာတဲ့အတိကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်ယုတ်နဲ့နာနှစ်ခုသာရှိတယ်ကျန်တာတွေမရှိဘူးတရဝဆိုတာမရှိဘူးအဲ့ဒီယုတ်နဲ့နှစ်ခုဆိုတာလေသင်္ခါရတရားသာဖြစ်တယ်သင်္ခါရဆိုရင်သဗ္ဗေသင်္ခါရဒုက္ခပဲဒုက္ခပဲဒါကြောင့်မြတ်စွာဘုရားက
ဒုက္ခမေဝဟိတံဘောတိဒုက္ခံဒိဋ္ဌတိဝေတိစာဒုက္ခတသက်ပဲခုပြောတဲ့မြင်နေဆိုတဲ့အရာဟာယုတ်တဲ့တသက်ပဲသင်္ခါရတသက်ပဲအဲ့ဒီသင်္ခါရတသက်ကိုပဲဒုက္ခလို့နာမည်ပေးလိုက်တာဒုက္ခတသက်ပဲဒုက္ခမှတပါဖြစ်တာတခုမှမရှိဘူးဒုက္ခမှတပါချုပ်သွားတာဆိုတာလည်းတခုမှမရှိဘူးအဲ့ဒီအတိကိုသိနိုင်မှတွေ့တာမှုဆိုတာဖြစ်လို့ရမယ်တွေ့တာမှုရှိနေသမျှလူတွေဟာသောကဆိုတာဖြစ်မယ်နော်တွေ့တာမှုရှိလို့မရဘူးဒါကြောင့်မို့ဝိပဿနာတရားအထုတ်တဲ့စာဝိနည်းလောကေအဘိဇာဒေါမနတအဘိဇာဆိုတဲ့လောဘတဏှာဒေါမနတလို့ဆိုတဲ့ဒေါသနဲ့ဒေါမနတအမြဲတွဲနေတာမို့ဒေါမနတလို့သုံးလိုက်တာဒေါသအဲ့ဒီလောဘဒေါသဆိုတဲ့ဒီကိလေသာသူတို့ခေါင်းတက်ပြီးတော့ပြောတာဒါကတော့ရိုးရိုးလေးပါပမာတွေလည်းပဲပြောတယ်တခုပဲခေါင်းတက်ပြောတာမင်းပါလုံနေလေထမင်းစားနေတယ်လို့ပဲပြောတာထမင်းစားနေတယ်ဆိုတာနားလဲရမှာကသူကဟင်းနဲ့စားတယ်ဆိုတာနားလဲရမှာလေထမင်းဆိုတာဟင်းမပါဘူးလေဘယ်နဲ့စားတဲ့အခါမှာ breakfast ကပါတော့ bread and butter လို့ပြောလို့ရှိရင် coffee မပါဘူးလားဆိုမဟုတ်ဘူး coffee လည်းပါတယ်တောက်เสียရှိတာအကုန်ပါမှာပဲဒါပေမဲ့ခေါင်းတက်တဲ့အခါကျတော့ bread and butter ပဲထို့တူပဲထမင်းစားတယ်လို့ခေါင်းတက်လိုက်တယ်ဟင်းပါတယ်တခြားအရေးပါအောင်မယ်တခုပဲခေါင်းတက်ပြောတာအဲ့ဒါလို့ပဲရသော်ဗျာခေါင်းတက်ပြီးတော့အခုပြောလိုက်တာနော်တတဝါဆိုတာမရှိဘူးဒါလေးသာရှိတယ်ဆိုတာကိုသေချာလောက်သိထီအောင်ဆင်ញင်သုံးသပ်ဖို့လိုတယ်တဲ့အဲ့ဒါဆင်ញင်သုံးသပ်နိုင်မှပုဂ္ဂိုလ်တတဝါဆိုတာမရှိရုံနဲ့နှမျိုးသာရှိတယ်ဆိုတဲ့ဒီအသိဟာရလာမှာဖြစ်တယ်အဲ့ဒီအသိမရဘဲနဲ့ဝိပဿနာတရားအထုတ်ဖို့ဆိုတာဖြစ်နိုင်ဘူးနော်ဘာလို့လဲဆိုရင်ဝိပဿနာတရားရဲ့အာယုန်ဒီသင်္ခါရတတ္တတာဖြစ်တယ်တရဝကိုဝိပဿနာရှုရမှာမဟုတ်ဘူးနော်ယုံနဲ့နာကိုသာဝိပဿနာရှုရမှာအသိဉာဏ်နဲ့တရဝဆိုတာမရှိဘူးလေမရှိတဲ့အရာကိုသွားရှုလို့မရဘူးအဲကြောင့်မို့လို့ရှုံဏ်တွေကိုအရင်ရှုခိုင်းနေဆိုတာအဲ့ဒါပြောတာနော်တရဝဆိုတာမရှိဘူးဆိုတာသိကြသွားတာအဲ့ဒီသိကြအောင်လေ့ကျင့်ဖို့ရဟာဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်တိုင်းအရေးကြီးတယ်ဆိုတာသိရမှာဖြစ်တယ်။မဟာသတိပဋ္ဌာန်တုတ်မှာသွားရင်သွားတယ်နော်။ရရင်ရတယ်နဲ့မှတ်နေတာဟာခုနတရဝပြောင်းအောင်မှတ်ခိုင်းတယ်။အကြောင်းတရားတွေကိုမြင်အောင်မှတ်ရမယ်။အဲ့လိုဆိုလို့လေအဲ့ဒါတွေကိုနောက်ရက်ဒီကြတော့မှချက်ပြီးတော့ပြောပြ။အဲ့ဒါတွေကအတ္တမောဟတမစေညာမတွေးဝေတဲ့အတိဘုန်းကြီးတို့တွေသိနေတာအတွေးဝေးနေတဲ့အတိမှားနေတဲ့အတိအဲ့ဒီမှားနေတဲ့အတိကိုအမှန်အတိဖြစ်အောင်ပြောင်းလဲပြီးတော့ယူရမှာဖြစ်တယ်ရှုံနာမတော်တတော်မရှိဘူးဆိုတာသေချာလောက်သိထီအောင်ဆင်ញင်သုံးသပ်ရမှာအဲ့ဒီဆင်ញင်သုံးသပ်ပြီးဆိုတော့မှဒိဋ္ဌိဝိတ္တုမင်္ဂနဲ့ဉာဏ်တစ်ခုရမယ်ဒိဋ္ဌိဝိတ္တုဉာဏ်ရပြီးတော့မှအဲ့ဒီယုံ nant ရဲ့အကြောင်းကိုသိတယ်ပစ္စယပရိက္ခဟာကေခဝိရဏဝိတ္တုဆိုတာဖြစ်တယ်ဒါကြောင့်ဒိဋ္ဌိဝိတ္တုဖြစ်မှာသုလသောတပန်ဆိုတာလွယ်နဲ့သုလသောတပန်မဟုတ်ဘူးနော်လွယ်နဲ့ဖြစ်တာမဟုတ်ဘူးတရဝဆိုတာမရှိဘူးဆိုတာကိုစာသိနဲ့သိဖို့တော့မှမလွယ်ဘူးထင်းနေဥမှာပဲငါဆိုတဲ့အတွေ့အကြုံရှိနေဥမှာပဲအဲ့ဒါမရှိအောင်ကြိုးစားပြီးတော့လေ့ကျင့်ရမယ်လို့ပြောတာနော်လေ့ကျင့်မှုလေ့ကျင့်နည်းတွေကိုနှလုံးသွင်းမှုတွေကိုမဟာသတိပဋ္ဌာန်တုတ်ရဲ့အဖွဲ့မှာသေချာပြထားတယ်သေချာရေးထားတယ်နောက်တခြားသုတ်တန်ရဲ့အဖွဲ့တွေမှာလည်းသေချာရေးထားတယ်အတ္တမောဟတမ္စညာသတိပဋ္ဌာန်တုတ်မှာအတ္တမောဟတမ္စညာမတွေ့ဝေတဲ့အသိဉာဏ်နဲ့သိဖို့ကြိုးစားအထောက်ပါမယ်အဲကြိုးစားအထောက်ပြီးတဲ့အခါမှာကိုသိတဲ့ယုတ်ဒီနန်းတွေကမမြဲဘူးဆိုတာဝိပဿနာတည်ပြီးတော့ရှုတာနော်အခုကညာတပရိညာအဆင့်မှာတတ္တဝပြောင်းအောင်လုပ်အောင်
တတ္တဝါပြောင်းအောင်လုပ်ရမယ်အဲ့တတ္တဝါမပြောက်ဖဲနဲ့ရှေ့တိရဏပရိညာတို့ဘာလို့ဆိုတော့လို့မရဘူးပရိညာသုံးပါးရှိတယ်နော်ဝိပဿနာနဲ့ပတ်သက်တယ်ပရိညာဆိုတာအသိဉာဏ်ကိုခေါ်တာပိုင်းခြားသိရမယ်တရားကိုသိတာညတပရိညာတိရဏပရိညာဆိုတာဆုံးဖြတ်တဲ့အသိဆုံးဖြတ်နိုင်တဲ့အသိပါဟနပရိညာဆိုတာကိုယ်ထဲမှာမှားနေတာတွေကိုရှင်းပြတဲ့အသိအဲ့ဒီသုံးခုပေါင်းစပ်မှဝိပဿနာစဖြစ်တာအခုကညာတပရိညာမှာသိရမယ်ဟာကိုမသိသေးဘူးဆိုရင်ရှေ့ဝိပဿနာတက်လို့မရဘူးလို့မှတ်ထားဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုလုပ်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ပုဂ္ဂိုလ်တ attva ရှိမရှိဆိုရင်အဖြေကတော့ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးရှိတာကယုံနဲ့နာနှစ်မျိုးပဲရှိတယ်အဲ့ဒီရှိတဲ့ယုံနဲ့တွေကိုကိုတတ်နိုင်တယ်များရှားကြည့်ကိုခန္ဓာထဲမှာရှားကြည့်လို့ရှိရင်အဲ့ဒီကအပြင်ဘာရှိသေးတယ်လဲလို့လိုက်ကြည့်မရှိဘူးယုံနဲ့နာနှစ်မျိုးပဲရှိတယ်အလုံးနော်အခေါ်ဩရိယသာရှိကောင်းရှိမယ်တကယ်တော့ဒါပဲရှိတယ်ယုံနဲ့နာနှစ်မျိုးပဲရှိတယ်အဲ့ဒါကိုသိချာသိထီအောင်လေးလာဆန်းစစ်ကြည့်ပြီးတော့တတ္တတင်ညာဆိုတဲ့တတ္တဝါအထင်ပြောက်သွားမှထေတိဝိတ္တုဆိုတာဖြစ်ပဲထေတိဝိတ္တုဖြစ်မှကင်္ခဝိတ္တရဏဝိတ္တုပြီးတဲ့အခါကျတော့ယုတ်တိနာနေအကုန်ပေါင်းစပ်ပြီးတော့သမတနာညာနဲ့ဆင်ញင်သုံးတတ်တယ်ဆိုတဲ့အဆင့်ကိုသွားရမှာဖြစ်တယ်တတ္တဝါကိုသုံးတတ်လို့မရဘူးနော်ဒါကြောင့်တရားချက်ကသူတော်စင်ပြိဿပေါင်းတို့ထေတိဝိတ္တုဖြစ်ဖို့ရအတွက်ကိုယ့်ကိုစင်တာဝရဆန်းစစ်ကြည့်ရမယ်ငါဆိုတာရှိသလားပုဂ္ဂိုလ်ဆိုတာရှိသလားတတ္တဝါဆိုတာရှိသလားဘယ်ဟာကိုတတ္တဝါခေါ်တာလဲနော်ဥပမာနဲ့သိချကြည့်ကာဆိုတာဘယ်ဟာခေါ်တာလဲသစ်ပင်ဆိုတာဘယ်ဟာခေါ်တာလဲလူဆိုတာဘယ်ဟာခေါ်တာလဲanalyze လုပ်ကြည့်လိုက်တဲ့အခါကားဆိုတာလည်းမရှိတော့သစ်ပင်ဆိုတာလည်းမရှိတော့လူဆိုတာလည်းမရှိတော့တတ္တဝါဆိုတာလည်းမရှိတော့ဘူးရှိတာကယုံနဲ့နာပေါင်းစပ်ထားတဲ့အရာတွေသာရှိတယ်ဆိုတာသိကြလောက်အောင်ကြိုးစားအထောက်ကြအောင်မှာဖြစ်တယ်ဒါကြောင့်တေတိဝိတ္တုဖြစ်ဖို့ရာအတွက်ရှုံနာမတပါးတခြားမရှိဆိုတဲ့အသည့်ကိုဆွဲဆွဲပြည့်ပြည့်သိအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ခြားရရှင်ဖေယဖရာတို့တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်စင်ကြယ်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတတာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကာမုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကာမုဤဖို့ပါကကိုအမိအဖာအဖို့ဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ပုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြ
ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအလော